မင်္ဂလာပါမစ်တီဆိုင်ကနေကြိုဆိုပါရစေဒီနေ့ကဒီဘင်ကိုပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးမယ်မုန်ကပေါ်တွေပါမယ် hot plate တို့ grinder တို့ distributor ဒါလေးတွေပါမယ်ပြင်တော့ဒီမုန်ကပေါ်က300မီလီအဖြူနဲ့အနက်2မျိုးရှိတယ်ဒါလေးတွေကဈေးက9000နဲ့3000တလုံးချင်းဆိုရင်9000နဲ့3000 filter လေးတွေတစ်ထုပ်စီပါတယ်ပြီးတော့150မီလီ150မီလီကလည်းဖြူအောင်နဲ့အနက်အောင်2မျိုးရမယ်သူကလည်း filter တစ်ထုပ်စီပါတယ်ဈေးက6000ဖြစ်ပါတယ်ပြီးတော့ဒါလေးကလက်ဆံနဲ့ဒါလေးကလမ်းမှာဖောက်စစ်ထားလို့ဓာတ်နဲ့ချစ်မိထားတဲ့အရာလေးပေါ့နော်ဒါလေးကပုံမှန်ရောင်းသေး6000ဒီ error ပါတဲ့ဟာလေးက9000အတိဖြစ်ပါတယ်1100ရော့တာပေါ့နော်ဒါလေးလိုချင်လို့ရှိရင်9000အတိနဲ့ရမယ်ပြီးရင် hot plate ရမယ် hot plate ကလည်းအဖြူအောင်နဲ့အနက်ရောင်နဲ့2မျိုးရှိရယ်ဒီဟာကဈေးဘလောက်9000ခွဲ9500ဖြစ်ပါတယ်ဘင်ကို hot plate လေးပေါ့နော်ဒါလေးကသုံးရတာအဆင်ပြေတယ်ဒီမှာမီအား2ဆင့်ပါတယ်စချင်းမီအားအပြင်းဆုံးတွေဖွင့်ဒါလေးတဲပွက်လာပြီဆိုရင်ဒါလေးကိုဒီနောက်တစ်ဆင့်ကိုပြောင်းပြီးမှပိတ်လိုက်ဒါလေးကအတော်ပဲမုန်ကပေါ်3လို့ဒါလေးကတော်တော်လေးအဆင်ပြေတယ်ဒီတော့9000ခွဲ9000ခွဲဖြစ်ပါတယ်ပြီးဒါကကျတော့ grinder လေးအတော့ကတော့ကျွေသွားနေပဲစတီးမဟုတ်ကျွေသွားနေပဲเนาะဒါလေးကကျတော့9800ဒီက9800အဖြူအောင်လေးရတယ်အနက်အောင်လေးရတယ်ဒီမှာဒါလေးကအဖြူအောင်လေးဒါလေးကအဖြူအောင်လေးဒါလေးက9800ပြီး distributor ရမယ် distributor ကတော့အကြီးအတွက်မရှိဘူးအသေးအတွက်ပဲရှိမှာအသေးအတွက်ပဲဒါလေးက15500ဖြစ်ပါတယ်150မီလီအတွက်ပေါ့နော်ပင်ကိုစိတ်လေး15500အဲ့တော့မှဒီလိုမျိုးအသေးအိုးသေးရဲ့ဒါရဲ့ဒီ filter လေးရဲ့ hot plate ရဲ့ပြီးတော့ဒီကျိတ်ဆက်လေးရဲ့ဆိုရင်5မျိုးတွေကိုဘယ်လောက်တော့ဒီ5မျိုးတွေလေးလိုချင်လို့ရှိရင်23000နဲ့ရပါမယ်23000မုန်ကပေါက်ပါမယ်ဒီကျိတ်ဆက်ပါမယ် hot plate ပါမယ်ဒီ filter ပါမယ်ပြီးရင်ဒီအောက်က distributor လေးပါမယ်5လုံးသူကလည်းအနက်ရောင်လေးရတယ်အဖြူရောင်လေးရတယ်23000ပေါ့နော်ဆက်လိုက်လေးဆိုရင်ဒါတော့ဘင်ကိုပစ္စည်းလေးတွေဖြစ်ပါတယ်ဒီမှာအခုလောဆယ်ရနိုင်တဲ့ဘင်ကိုပစ္စည်းလေးတွေဖြစ်ပါတယ်